ဘုရားရှင်နဲ့ပတ်သက်ပြီးလည်းတက်တည်နေပါတယ်။ဘာပြီးခဲ့တဲ့ဆက်လာရအားလုံးလည်းကြားကြလို့ကြီးနေတော့တင်းတားကြီးတိတိကျကျဖြစ်နေတယ်။ဘာအဆုံးနဲ့စေုံနေဆောက်တဲ့စေုံနေတဲ့အချိန်မှာကျမဆုပ်ကချာလုံးဝပျက်စီးနေတဲ့နေခံလို့ဖြစ်နေပါပြီ။အဲ့အချိန်မှာကျမဘုရားကိုဆုတောင်းနေကျမ်းစာဖတ်တယ်ပြီးတော့အသေးကိုလည်းငါပြီးတော့ဆုတောင်းဖို့ခေါ်အားတောင်းတယ်အားလုံးဆုတောင်းပြီးလည်းဆုတောင်းနိုင်တယ်ဘုရားရှင်ကောင်းချီးပေးမှုနဲ့ကျမစေုံကနေပြန်ဆင်းရတယ်အခုတစ်ခါကျမပြီးခဲ့တဲ့ဘက်ကကျမအစားတောက်မှာပြီးတော့လက်ချစ်တွေဖြစ်တယ်တစ်ခုလုံးမှာပဲအနာတွေကိုဖူးပဲဒါပေမဲ့ကျမပြီးခဲ့တဲ့တခုနေ့ကနေနေနဲ့ဆုတောင်းပါတယ်နေနေနဲ့ဆုတောင်းပြီးတဲ့အချိန်မှာနောက်နေ့မနေ့အိပ်ရထားတဲ့အချိန်မှာကျမမယုံနိုင်စရာပါပဲတော့အနာဆက်အများကြီးတစ်ခုလုံးဖြစ်နေရအခုဒီမှာအားလုံးမကြည့်ပါအားလုံး6ပြီးတော့ဘာမှမရှိတော့ပါဘူးညဘက်ကကျမဆုတောင်းတယ်ကျမတက်ထိုင်တာကျမဘာမှဒုမငါ့ကိုကဲနိုင်တာမဟုတ်ထိုင်နိုင်ငံမှာကျမရှင်ပြတရားမှမရှိပါဘူးကျမတရားဖြစ်နေတယ်ဒါပေမဲ့ဖျားရှိတယ်ကျမရဲ့အနာအရေးဖျားကျမကိုကောင်းချီးပေးတယ်ကျမညမှာကိုယ်ရဲဖျားကျမအမျိုးလည်းမရှိဘူးကျမအကိုးစရာယေရှုတပါးပဲရှိတယ်လူတွေကပြောကြမယ်ကျမအရင်ဗုဒ္ဓဘာသာနေယေရှုနေတော့ပြောတယ်ယေရှုယုံပြီးတော့မှဒီဒုက္ခတွေပေါင်းစုံခံနေရပါလားတချို့တငယ်ချင်းတွေကပြောတယ်နောက်ကွယ်မှာပြောတယ်ကျမပြန်ကြားတယ်သူကပြောငါဖျားငါမမြဲရှိတယ်ငါ့ကိုသူကောင်းချီးပေးမှာပဲအဲ့ဆုတောင်းတယ်ကိုသူနားညောင်းပြီးတော့ကျမရဲ့အနာရောဂါတွေကိုချင်းမယုံနိုင်တော့တောင်းတယ်ဆိုဘယ်သူမှယုံမှာမဟုတ်ဘူးကျမကိုချင်းအားချင်းကိုလို့တွေ့တယ်အဲ့တော့ကျမဖျားခင်ကိုသူ့ပဲကျေးဇူးတင်ပါတယ်ဆိုတော့じゃအားလုံးဒီပုံကရောက်သိရှိတယ်ဆိုတော့တိတ်တိတ်ဖြစ်ပါတယ်။ကြားနာရတဲ့ဒီပုံကလည်းဖျားရှင်ကောင်းချီးပေးပါစေ။